ဒီဗီဒီယိုမှာတော့ Divine Grad 2 တခုဖြစ်တဲ့တောက်ဆက်ပေါင်းတာကိုအကန့်အသတ်မရှိဘယ်လို fan ရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။ပထမဆုံးဒီနေရာကိုလာရမယ်ပေါ့နော်။ခိုင်ဖန်မြို့ရဲ့အရှိတ်ချမ်းက Outpost ပါ။ဒီ Outpost ရဲ့အဝင်ပေါက်ကနေကြည့်လိုက်မယ်ဆိုရင်အထဲမှာပထမဆုံးတွေ့ရတဲ့ဒီ mob အုပ်စုကို fan ရမှာပါ။ AC လေးပဲအပေါက်နဲ့ဝင်လာမယ်။ပြီးရင်ဘေးက exclusive bar တွေကို fire arrow နဲ့ပြင်မယ်လူကောက်မယ်ပြီးရင် grand line scale နဲ့ပြန်ထွက်မယ်လမ်းကိုပြစ်လိုက်ပြီးတော့အပေါ်ရောက်သွားပြီဆိုတာနဲ့ mighty drone နဲ့ချက်ချင်းပြန်ဆင်းလိုက်ပါတော့မောင်းရဲ့ဝေးရောက်သွားမှာဒီနေရာမှာလူကောက်ပြီးရင်တော့ဒီပြေးလာတဲ့မီလီမောနှစ်ကောင် confirm မမိအောင်တော့ပြင်ပြန်ထွက်ဖို့တော့လိုတယ်ပေါ့နော် confirm မိသွားတယ်ဆိုရင်တော့ grand line scale ကတုံးလို့ရတော့မှာမဟုတ်ပါဘူးလမ်းလျှောက်ပြီးပြန်ထွက်ရမှာပါโอเคအပြင်ရောက်သွားပြီပြန်ဝင်လာမယ်ပြန်ပြစ်မယ်လူကောက်မယ်ပြန်ထွက်မယ် easy ဒီ fan မှာလိုအပ်တဲ့ fire arrow ကလည်းကိုယ်တိုင်ခွဲလို့ရပါတယ်ကျွန်တော်ရဲ့ဘက်ကိုဖွင့်မယ်ပြီးရင်အောက်ဆုံးက craft ကိုနှိပ်ပြီးရင် fire arrow ရှာ craft လိုက်ဒီမှာသူကတစ်ခုကိုအချောင်း20ပေးတယ်9ခုဆိုတော့100 fire arrow ကစိုင်မှာတော့ရတဲ့ဆိုင်ကိုပါခရက်တာအများကြီးကုန်ကြတတ်တာစေပါတယ်ဒီနည်းလမ်းကတောက်စစ်ပေါင်းတာတစ်ခုရဲတယ်မဟုတ်ပဲနဲ့ဒီ divine craft မှာလည်းပဲဒီမဲ့ material တွေပြီးရင်တခြား model item တွေပါရနိုင်တာမလို့အရင်ဗီဒီယိုတော့ကျွန်တော်ပြောပြခဲ့တဲ့အပင်လိုက်ကောက်တာနဲ့ရှင်းလိုက်ရင်အရင်ကမှလွယ်ကူပြီးတော့အချိန်ကုန်လည်းတတ်တာသေးတာမလို့ဒီ farming နည်းစနစ်လေးကိုညွှန်ပြပေးလိုက်တာပါဒီဗီဒီယိုလေးကဒီလောက်ပါပဲCause my heart's gonna break. We gotta let go.